안녕하세요 여러분. 이 비디오 리가로 비네 무인드라네 아단 빵비로마 트레데하 보노 비네 무인드라네 아단 빵 트다 미니 리지나 보노 나소 비디오 리 피바레 에로 시야 비디오 리마고 미니네 아단 트다 티차 리지 미가 비라 에로 디 비디오 리야 나소 비디오 피데 에로 나오야 자လို့ရှင်ကျတော့ပေါင်းဆက်တရနဲ့ပေါင်းပြီးတော့မှအတန်တွေထွက်တော့မှာအဲ့တော့ဒီချာကိုပြပြသိအောင်တရတွေကိုတေချာလေ့ကျင့်ပါမယ်ဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့မှကျင့်ကြည့်ရအောင်အဲ့တော့ပထမဆုံးတစ်ခုလေးကကိုချူဆိုတာကငရုတ်တီနောက်ချီမာကတော့စကက်ဂျူဘူးအိမ်အောင်ရှင်မဂျာဒါအိတ်တီဂျာရတာဖြတ်တီညက်တီချီတာကတီးတီရိုက်တီချီတာတီးတီရိုက်တီဟုတ်ပြီနောက်တစ်ခုက coffee က coffee ဟုတ်ပြီဒီမှာတရားကို p ပေါ့နော်အဲ့ဒါကို coffee ဆိုပြီးတော့မှအဲ့ဒီလေထွက်တဲ့ ဖဆိုတဲ့မျိုးမထွက်ပဲနဲ့မြန်မာစလုံးပြီးပြီးတဖောက်ထုတ်တယ်နဲ့ထွက်ရမယ်ဟုတ်နော်အဲ့တော့ coffee နောက်ဖာကစက်တမိတ်ဟုတ်ပြီနော်စက်တမိတ်တွေပြောချင်းဖာနောက်ဂီချာဖြူဆိုတာကယထာလက်မှတ်ဒါဆိုရှေ့ကဗီဒီယိုလေးမှာပါခဲ့တဲ့ဂီချာဆိုတာကမီးရထားလို့ပြောထားတာအဲ့တော့နောက်ကဖြူဆိုတာလေးကဒီဘက်မှာပါတယ်ဖြူဆိုတာကလက်မှတ်ကိုပြောတာအဲ့တော့ဂီချာနဲ့ဖြူနဲ့ပေါင်းလိုက်တာဂီချာဆိုတာကမီးရထားဖြူဆိုတာကလက်မှတ်ဒါဆိုဒီနှစ်ခုကိုတွဲပြောလိုက်မယ်ဂီချာဖြူရထားလက်မှတ်ဟုတ်ပြီနော်အဲ့လိုလေးမီးနည်းလေးတွေကိုတွဲပြီးမှတ်ပြီးကြက်ပါမယ်နောက်ကဖီဂျာဆိုတာကပီဇာဟုတ်နော်စားတဲ့ပီဇာကိုပြောတာဖီဂျာဟုတ်ပြီနောက် hori ကခါနောက်ဟိုဆူဆိုတာကရေကန်နောက်အိုဟူကနေ့လယ်ပိုင်း PM ဟုတ်ပါနော်12နာရီနောက်ပိုင်းအဲ့ဒါကိုနေ့လယ်12နာရီနောက်ပိုင်းဟာကိုအိုဟူလို့ခေါ်ပါတယ်ဟုတ်ပြီနောက်ခရစ်စမတ်ခရစ်စမတ်ဟုတ်ပြီနောက်ခေါ်တာကခလုတ်ဖွင့်ဒီအဲ့တော့ဖွင့်ဒီဆိုတဲ့နေရာမှာအများကြီးရှိတယ်အဖုံးဖွင့်တာလားတကားဖွင့်တာလားမီခလုတ်ဖွင့်တာလားဟုတ်နော်အဲ့လိုမျိုးတွေပေါ့အိတ်ကပ်ဖွင့်တာလားအဲ့လိုမျိုးတွေအများကြီးရှိတယ်ဖွင့်တာဟုတ်နော်အဲ့တော့ဒီဟာကတော့ခလုတ်နှိပ်ပြီးဖွင့်တာအဲ့တော့ရေကဟိုဗာလဲအဲကွန်ကို remote control နှိပ်ပြီးတော့မှဖွင့်လိုက်တာမီခလုတ်ဖွင့်လိုက်တာအဲ့လိုမျိုးဟာဒီပန်ကာကိုခလုတ်နှိပ်ပြီးဖွင့်လိုက်တာဒီလိုမျိုးခလုတ်နှိပ်ပြီးဖွင့်ရတဲ့ဟာတွေကိုခေါတာနဲ့တုံးမယ်နောက်ထားတာကရင်စီးသည်အဲ့တော့ဒါကဒီဟာကဗာလဲကားစီးတယ်ရထားစီးတယ်အဲ့ဒါတွေသုံးတာဖက်နှက်စီးတာအဲ့လိုမသုံးဘူးပေါ့နော်ဒါကရင်အမျိုးအစားတွေတော့ပဲသုံးမယ်ထားတာစီးသည်ရင်စီးသည်နောက်ကိုဖုတာပိုက်စာတွေဒါတော့ရှေ့မှာလည်းပါထားတယ်နောက်ဖာတာကမြေတူးသည်ဒါဆိုဟုတ်ပြီဖာတလုံးလေးတော့ကစက်တော်မယ်နောက်ကဓာအာဓာလေးထည့်လိုက်တယ်ဖာတာဆိုရင်မြေတူးတာကိုပြောတယ်ဟုတ်ပြီနောက်ဘာကူနီကချင်းအောင်ပြောတယ်နောက်အာဂျူမောနီကအတော်ကြီးနောက်ခိုထုကကုတ်အင်ဂျီကိုပြောတာဟုတ်ပြီနောက်ပေါ်ဝအင်ဂျီကုတ်အင်ဂျီကိုခိုထုလို့သုံးတယ်နောက်ဂျူဒါကပေးသည်နောက်ခြာတာအေးသည်ဒါကြောပါလဲဆိုအစားအစာတွေအေးဆက်တာမျိုးပြောတာအဲ့တော့ခြာတာဟုတ်နော်အေးဒီနောက်ဂျီဟာဆိုရင်မီအောက်ဟုတ်ပြီနောက်ဖြိုကလက်မှတ်နောက်ဆူဖိုပါစေဟုတ်ပြီဂျီဟာဒိုဆိုမြေအောက်လမ်းဖြစ်သွားရောဂျီဟာဆိုမြေအောက်နောက်ကဓာတ်ဟိုဒိုလေးပို့လာမယ်ဂျီဟာဒိုဆိုမြေအောက်လမ်းနောက်ဟာယူဆိုရင်နှစ်တန်ထွက်မယ်ဆိုဟျူဂျိုင်ဂျီဟျူဂျီကတီရှူကိုပြောတာပါနောက်ခိုဆိုတာကနှာခေါင်းခဒကကြီးသည်ဆူနှစ်တန်ထွက်မယ်လောက်တန်နဲ့ထွက်မယ်လျိုရာယိုလျိုဆူလျိုဝန်ဆောင်ခနောက်ရှိခီတာကမာကြသည်ခိုင်းစေတယ်အမိန့်ပေးတယ်အဲ့ဒါမျိုးကိုရှိခီတာလို့သုံးတယ်ရှိခီတာမာကြသည်ခိုင်းစေသည်အမိန့်ပေးသည်နောက်ဟိုရီဒါကယာဒူဒူအုံမိုင်းဒီနောက်အဖုဒါကနာသည်နေမကောင်းဖြစ်သည်တခုခိုင်းမိလို့နာတာအဖုဒါဘိုင်းနာတယ်အဖုဒါအဲ့နော်နေမကောင်းဖြစ်တဲ့အဖုဒါဟိုဝေးနောက်တစ်ခုကဟာဒါကလောက်ဒီအဲ့တော့ဒီဟာဒါလောက်ဒီဆိုတာကတော့မူရင်းကတော့လောက်ဒီလို့ပါတာပြန်တယ်အင်္ဂလိပ်လုံး DO2 လို့ပဲအဲ့တော့ DO2 ကအစားအစာရေးဆိုရင်စားသည်ဖြစ်သွားရော
ဟုတ်ပြီနော်အဲ့တော့ပြုတ်လို့ဒီတဲ့ကလုံးရစားဆိုစားတယ်ဓပုံဆိုရိုက်တယ်အဲ့လိုမျိုးတွေသုံးတယ်လို့မျိုးပဲဒီဟာတာဆိုတာကအဲ့တော့တခြားစလုံးတွေနဲ့တွဲပြီးသုံးပြီးတော့မှဘာသာပြန်တဲ့ခါပြောင်းပြန်မှာဟုတ်ပြီနော်ဟာတာတစ်လုံးနဲ့မဟုတ်ဘူးအဲ့တော့ဟာတာရဲ့မူရင်းအဓိပ္ပာယ်ကတော့လောက်ဒီဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒါဆိုရင်ရှင်းနာလေးရှေ့ကိုတစ်ချက်သွားကြည့်ကြည့်အောင်ဒီမှာဆိုရင်ကြည့်ကြည့်မယ်ဒီမှာဆိုချီလီယိုဟာတာအဲ့တော့ဒီချီလီယိုဆိုတာကစေကုတမှုကိုပြောတော့ကဟာတာနဲ့တုံလိုက်တော့ချီလီယိုဟာတာစေကုတတိဖြစ်သွားရဲ့နောက်ခုဒီမှာဆိုရင်အီဆာဒါဆိုရင်အိမ်ပြောင်းခြင်းပြောင်းရွှေ့ခြင်းကိုပြောတာအဲ့တော့နောက်ကဟာတာနဲ့တွေ့လိုက်တော့အိမ်ပြောင်းရွှေ့သည်ဒီလိုမျိုးအဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်အဲ့တော့ဟာတာတစ်လုံးနဲ့ဆိုရင်တော့ဘာလဲဆိုတော့ဟာတာတစ်လုံးနဲ့ဆိုရင်တော့လုတ်တီလို့ပါတယ်တယ်ဒါပေမဲ့ရှေ့ကတစ်ခုခုနဲ့တွဲပြီးတော့မှပြောင်းတဲ့ခါကျတော့သူကရှေ့ကနံပုံမူတည်ပြီးအဓိပ္ပာယ်ပြောင်းမှာအားကစားဆိုလုတ်တီအားကစားဆိုလုတ်တီအစားစားဆိုစားသည်ဟုတ်ပြီနော်အဲ့လိုမျိုးလေးဖြစ်မှာအဲ့တော့ဒါဆိုရင်နောက်တစ်ခုကဒီမှာတစ်ချက်မှတ်ရအောင်ဂျာရေချရေကြရေဟိုနော်ဂျာချကြတွေကိုဒီဖြီးတွေကိုယာရောယိုယူနဲ့ပေါင်းတဲ့ခါယာနဲ့ပေါင်းရင်အာနဲ့ပေါင်းတဲ့အတန်ထွက်မယ်ယောနဲ့ပေါင်းရင်အောနဲ့ပေါင်းတဲ့အတန်ထွက်မယ်ယိုနဲ့ပေါင်းရင်အိုနဲ့ပေါင်းတဲ့အတန်ထွက်မယ်ယူနဲ့ပေါင်းရင်ဥနဲ့ပေါင်းတဲ့အတန်ထွက်ရမယ်အဲ့တော့မိနစ်မှတ်တဲ့ခါတော့ဒီချက်မှတ်ပြီးကြည့်ရမယ်အဲ့တော့ဂျာယောကိုဂျယောဆိုပြီးနှစ်တန်မထွက်တော့ဘူးအဲ့တော့ယောနဲ့ပေါင်းရင်အောနဲ့ပေါင်းတဲ့အတန်ထွက်မှာဖြစ်တဲ့အတွက်ဂါဂျောဂါတာဂါဂျောဂါတာယူသွားသည်အဲ့တော့ဒီမှာဂါတာသွားသည်ကိုဂါဂျောဂါတာယူသွားသည်ဒါဆိုဒါလည်းသူတွေဂါဂျောအိုတာအိုတာကလာသည်ဂါဂျောအိုတာယူလာသည်ဟုတ်ပြီနော်အဲ့တော့မှတ်ချက်အနေနဲ့ဒီဟာလေးကိုမှတ်ခဲ့ပေးရမယ်ဂျာချာဒီသုံးလုံးကရာတန်တရာတွေနဲ့ပေါင်းတဲ့အခါမှာအာတန်တရာတွေနဲ့ပေါင်းပြီးအတန်ကိုတတန်နဲ့ထွက်တော့မယ်ဟုတ်ပြီနော်အဲ့ဒါလေးမှတ်ပေးမယ်ဒါဆိုတော့ဒီမိနစ်လေးပြန်ပြီးမှတ်ကြည့်အောင်ကိုချူငရုတ်တိချီမစကက်ဂျူဘူးအိမ်နံရှင်မဂျာတာအိပ်ဒီဂျာရတာဖြတ်ဒီညက်ဒီချီတာတီးဒီရိုက်ဒီကော်ဖီဖာကျက်တမိတ်ဂီချာဖြူဖာယိုဖြူဂီချာဖြူယထာလမတ်pizza ဟောရီခါဟိုဆူရေကန်အိုဟူနေလပိုင်း PM ခရစ်စမတ်ခေါ်တာခလုတ်ပင်ဒီထားတာရင်စီးသည်ကိုဖုဒပိုက်စာသည်ဖာတာမြေတူးသည်ဘာကူနီချင်းတောင်အာဂျူမော်နီအထောခိုထကုတ်အင်ဂျီဂျူတာပေးသည်ခြာတာအေးသည်ဂျီဟာမြေအောက်ဖြူလက်မတ်ဆိုဖိုပါဆေဂျီဟာတို့မြေရောက်လဲဟျူဂျီတီရှူခိုနှခေါင်းခဒကြီးဒီဆူဆူလျောဝန်ဆောင်ခရှိခေတာမာကြသည်ခိုင်စေသည်အမိတ်ပေးသည်ဖွရီတာရာဒီဥဒုအုံမိုင်းသည်အဖုဒနာသည်ညီမကောင်းဖြစ်သည်ဟာတာလောက်သည်ဂါကြောခါတာယူသွားသည်ဂါကြောခါတာယူသွားသည်ဂါကြောအိုတာယူလာသည်ဂါကြောအိုတာယူလာသည်ဟုတ်ပြီအဲ့တော့အခုဘီးနဲ့မူရင်းတရာတွေနဲ့ပေါင်းပြီးတော့မှအတန်ထွက်တာပေါ့နော်အဲ့တော့ဒီနေရာမှာအတန်ထွက်တွေကိုနောက်ကနေမြန်မာလိုလိုက်ရေးပြီးတော့မှမမတ်ပါနဲ့ရှေ့မှာသင်ခဲ့တဲ့နီးတွေကိုတေချာမှတ်ပါတရတွေကိုအတန်ကွက်ကွက်ပြပြသိအောင်လုပ်ပါဘီးတွေကိုအတန်ကွက်ကွက်ပြပြသိအောင်လုပ်ပါပြီးရင်အတန်ထွက်စနစ်ကိုတေချာလေ့လာပါဒါဆိုလို့ရှိရင်အတန်ထွက်ကိုလိုက်ပြီးတော့ရေးမှတ်နေစရာမလိုတော့ဘူးလိုက်ထွက်ကြည့်လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ဒါမှလည်းအတန်ထွက်အမှန်ကိုရမှာပါဟုတ်ပြီအားဆိုလို့ရှိရင်တော့ဒါကဘီးနဲ့မူရင်းတရပေါင်းတာအတန်ထွက်တာပြီးသွားပြီဒါတော့နောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့နောက်ပေါင်းဆက်တရာတွေနဲ့ပေါင်းတော့မှာဖြစ်တဲ့အတွက်ပေါင်းဆက်တရာတွေကိုပေါင်းဆက်တရာဆက်တလုံးကိုတေချာလေးကြိုပြီးတော့မှလေ့ကျင့်ပေးထားပါဟုတ်ပြီအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်감사합니다